good morning everyone ဒီနေ့ကတော့မနက်စောစောထားပြတဲ့ပေါ့နော်ဒီနေ့အိမ်မှာဟင်းချက်စားပါမယ်ဒီနေ့ချက်မှာကတော့ရမ်းကြိုက်တဲ့ပဲပင်မောင်ကြက်ဥကြော်ပေါ့နော်ပဲပင်မောင်ကြက်ဥကြော်ဖို့အတွက်ကြက်ဥရှိတယ်ပြီးတော့ပဲပင်မောင်တစ်ထုပ်ဝယ်ထားပါတယ်ပြီးတော့ Thai style ပေါ့နော် Thai style ကြက်ရိုးထဲမှာချင်းဟန်ဆက်ပေါ့နော်ထည့်ဖို့အတွက်အခုလိုအပ်တဲ့အရွက်တွေဒီမှာအရွက်တွေပေါ့နော်ရှောက်ရွက်ပြီးတော့ငရုတ်သီးစိမ်တံမြာသီးပေါ့နော်ပြီးတော့ဒါဆိုစပလင်ပေါ့နော်ပြီးတော့ဂျင်းနဲ့ကြက်တော်နီလေးတွေအသင့်ထည့်ဖို့အတွက်လုပ်ထားတယ်ပြီးတော့ကြက်ရိုးပြုတ်ထားတယ်ဒီမှာကြက်ရိုးပြုတ်ကလေးပါရှင်ထမင်းအိုးကတော့ကြက်သွားပြီထမင်းအိုးလေးကြက်သွားပါပြီပဲမောက်ကြက်ဦးလေးရဲ့ Thai style ပေါ့နော်ချင်းငံဆက်ကြက်ရိုးဟင်းကြိုလေးနဲ့တွဲပြီးတော့စားမယ့်ဟင်းလေးတွေကတရက်တီးကိုလည်းထမင်းနဲ့တွဲပြီးစားကြိတ်ပါတယ်တရက်တီးပြီးပါတရက်တီးလေးရဲ့ပြီးတော့ကြက်အသေးမြင့်ကလေးပေါ့နော်ဒီမှာတော့ဒီနေ့ကတော့အသေးပါကြက်အသေးလေးကိုချက်ပါမယ်ကြက်အသေးကိုချက်တော့ဒီထူးကြတာဗာလဲဆိုတော့ဒီသူ့ကလေတရုတ်အနှစ်လားမသိဘူးအဲ့ဒီအနှစ်ဒီနဲ့ထည့်ချက်မယ်ပေါ့နော်အဲ့ဒါထည့်လိုက်တရုတ်ရတာလေးဖြစ်သွားတယ်သူက chili sauce with peanut ပေါ့နော်ဒီဟာလေးပါ chili sauce with peanut ထည့်ပြီးတော့ချက်မယ်ပေါ့နော်တကယ်တော့သူကpeanut မဟုတ်ဘဲနဲ့ chili sauce ကိုမှ chicken နဲ့ထွက်သေးရပေါ့နော်အရင်တော့စားဘူးတာက chicken နဲ့စားဘူးတာပေါ့နော်အခုကတော့chicken ကမရှိတော့ဘူးမနေ့ကဈေးသွားတဲ့အခါမှာအဲ့ဒီခါတော့ peanut ကိုဝယ်ခဲ့ပေါ့နော်ဆိုတော့ချက်လိုက်ပါဦးမယ်ဒီမှာပါဟင်းရတဲ့ကြားမှာစောင့်နေတာသူစားလို့မရဘူးတကယ်တော့လူစားတယ်ခုမှ तू က3မှာပဲရှိသေးတာနောက်မှသူ့ရဲ့အစာတွေရှိတယ်သူစားရမယ်မနက်8နာရီတစ်ချိန်ညနေ6နာရီတစ်ချိန်အခါမှာစားရမယ်ကဲအခုဆိုလို့ရှိရင်တော့အားလုံးကြက်သွားပြီပေါ့နော်ဒါကချင်းငဆက်ဟင်းရည်လေးနဲ့ခုနပြောလို့ပဲမောက်ကျော်ကျဲသေးမြစ်ကိုမှနှစ်ကလေးနဲ့ချက်ထားတည်ပြီးပါချက်လိုက်ပါဦးမင်းအရင်ဆက်လို့ကောင်းပါတယ်အိမ်သမီးအိမ်ဟင်းလေးဒီမလေးအရင်စားကောင်းတယ်ကိုလဲရကောင်းစားကြည့်မမယူစားအားလုံးပဲကြည့်ရှုပြီးလို့ thank you